မင်္ဂလာပါပီဇာဆိုင်ရဲ့ location မပွင့်မဲ့နဲ့ Maria ရဲ့ storyline ကိုဘယ်လိုဆော့မလဲပီဇာဆိုင် location ဘယ်လိုပွင့်အောင်လုပ်ရမလဲဆိုတော့မိကိုနေအတွက်ဒီခါမှာတော့ video လေးနဲ့ဖြည့်ပေးလိုက်ပါရရှင်ပီဇာဆိုင်ရဲ့ location ကိုပွင့်ဖို့ဆိုလို့ရှင် main storyline ကိုဆော့ပေးရပါမယ်သူက main storyline နဲ့ဆက်ဆက်နေရဖြစ်တဲ့အတွက် main storyline ဆော့နေနဲ့မှာပီဇာဆိုင်ကပွင့်မှာပေါ့နော်ဒါပေမဲ့လည်း main storyline ကသူ့ကြည့်ပဲတက်တက်ဆော့လို့မရဘူးတခြား character တွေရဲ့ storyline ဆော့နေနဲ့မှာ main storyline ကတဖြည်းဖြည်းချင်းပွင့်လာတာမျိုးပေါ့ဆိုတော့ပီဇာဆိုင်ရဲ့ location ပုံမအတွက်ဆိုလို့ရှိရင်တခြား character ရဲ့ storyline ကိုဆော့ပေးရမှာပေါ့နော်တခြား character ရဲ့ storyline ကိုဆော့နေနဲ့မှာ main storyline ကတဖြည်းဖြည်းချင်းပွင့်လာမှာ quest ထဲမှာအခုလိုမျိုးစာကြောင်းလေးပြနေပြီဆိုလို့ရှိရင်တော့ပီဇာဆိုင်ရဲ့ location ပွင့်တော့မှာဖြစ်ပါတယ်ဒီအင်နိုရဲ့အဖေပုံစံမျိုးနဲ့ပြထားတဲ့ဥစ္စာလေးကဒါက main storyline ကိုကြည့်တဲ့ဥစ္စာပေါ့နော်ဒီ main storyline မှာအခုလိုစာလေးပြထားပြီဆိုလို့ရှိရင်တော့ပီဇာဆိုင် location ပွင့်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီပုံစံလေးပြထားပြီဆိုလို့ရှိရင်နောက်ထပ်ဘယ်လိုမျိုးဆော့ရမလဲဆိုတော့တူတူကြည့်လိုက်ရအောင်နော်ဒီလိုမျိုးပြထားပြီဆိုတာနဲ့ပထမဆုံးအနေနဲ့နေ့လည်ကိုကြော်လိုက်ပါမယ်နေ့လည်ကိုကြော်ပြီးပြီဆိုလို့ရှင်တော့ကျောင်းအောင်သွားပါမယ်ကျောင်းမဟုတ်တခြား location တွေသွားလဲရတယ်ပေါ့နော်ဒါပေမဲ့ကျောင်းကတော့ပို့ပြီးတော့သိကြတယ်ကျောင်းအောင်သွားပြီးရတဲ့ချင်းအိမ်ကိုပြန်လာခဲ့အဲ့လမ်းမှာပဲလူဆိုးတွေနဲ့တွေ့မယ်အဲ့လူဆိုးတွေကအင်နိုစီကနေပြီးတော့အကျွေးဝိုင်းတောင် brand မြင့်နေကြတဲ့အချိန်မှာပီဇာဆိုင်ကတိုနီဆိုတဲ့ဘေးရောက်လာပြီးတော့အင်နိုကိုကူညီမယ်အဲ့မှာပဲတိုနီနဲ့အင်နိုနဲ့ကစပြီးတော့တည်သွားပြီပေါ့နော်အဲ့မှာပီဇာဆိုင်ကတော့မပွင့်သေးဘူးဒါပေမဲ့နောက်နေ့မှာတော့ပွင့်တော့မှာပေါ့နော်ဆိုတော့ပွင့်ပြီလို့ပြောလို့ရတယ်အဲ့မှာပဲသူတို့ညစကားပြောမယ်တိုနီကသူ့ရဲ့ဆိုင်မှာလာပြီးတော့အလုံးလုံးလို့ဖိတ်ခေါ်မယ်ပေါ့နော်အင်နိုအင်နိုကလည်းစကားတွေပါပြောပြီးတော့သူ့ရုံပြန်သွားမယ်ညအိတ်လိုက်မယ်နောက်နေ့မနက်မှာတော့သူတွေးရပေါ့နော်ဒီလူဆိုးရဲ့လက်ကနေပြီးတော့တူနီဆိုတဲ့ဘေးကနေပြီးတော့သူ့ကိုကဲပေးနိုင်တယ်ပေါ့သူ့ကိုအကောက်ကွယ်ပေးနိုင်လိမ့်မယ်တကယ်လို့အကောက်ကွယ်မပေးနိုင်ဘူးဆိုရင်တော့မှပဲသူ့ရဲ့ဆိုင်မှာသွားပြီးတော့အလုံးလုံးလို့ရှိရင်တပတ်တလန်ကနေဝင်ငွေရမယ်ဆိုတော့သူတွေ့ရပြီးတော့တဖီကလည်းဘန်မှာအကျွေးရဝိုင်းနေပေါ့နော်ဘန်ကိုဆက်စရာအကျွေးရရှိရဆိုတော့သူအိမ်ရဲ့ဝင်တော့ဝင်ဖို့တပတ်တလန်ကနေပြီးတော့ထမ်းပေးနိုင်မှုအတွက်ဒီပီဇာဆိုင်မှာသွားပြီးတော့အလုံးလုံးမယ်ဆိုတော့တွေ့ရအဲ့မှာပဲပီဇာဆိုင်ရဲ့ location ပွင့်နေပေါ့နော်ဆိုတော့ပီဇာဆိုင်ရဲ့ location ပွင့်ပြီဆိုလို့ရှိရင်တော့ Maria ရဲ့ storyline ကိုဆက်ပြီးတော့ဆော့လို့ရပြီဖြစ်ပါတယ်ဒါကတော့ပီဇာဆိုင်ရဲ့ location ကိုဘယ်လိုပွင့်ရမလဲဘယ်လိုဖွင့်ရမလဲဆိုတဲ့ပုံစံမျိုးလေးကိုပြောပြထားပြီးလေးပဲဖြစ်ပါတယ်နောက်ထပ်ပြီးတော့အရှိတွေဒီ character တွေကိုဘယ်လိုချင်းကပ်မလဲဆိုတဲ့ game guide တွေကိုတော့ playlist ထဲက Sometimes Saga new version playlist ထဲမှာသွားပြီးကြည့်လို့ရပါတယ်အားလုံးပဲသဘောကျမယ်လို့ထင်ပါတယ်ရှင်းနောက်ထပ်သိချင်တာလေးရှိလို့ရှင်လဲ comment မှာမေးထားခဲ့လို့ရပါတယ်နော်အားလုံးပဲ see you ပါ